ရန်သူဟာသူ့စီကိုတက်တက်နဲ့အပေါ်ဘက်ကနေတိုးဝင်လာနေခဲ့တယ်ဒါပေမဲ့ရီကိုကမလှုပ်ရှားသေးဘူးဗျရန်သူပိုနီးလာတဲ့အချိန်ကိုသူကစောင့်နေခဲ့တာဗျပြီးတော့ဗျာအင်ဂျင်နှလုံးဟာချင်းသေးတကောင်လိုအာမန်တွေနဲ့ဝူးဆိုပြီးထွက်သွားတော့တာပဲဗျသူ့ရှိမှာရန်သူလေရင်ရဲ့ဝမ်ပိုက်ပိုင်းကိုမြင်လိုက်ရပေမဲ့တောက်ပတဲ့ကောင်းကင်နောက်ခံကြောင့်ဘယ်လေရင်လဲဆိုတာမသိနိုင်သေးဘူးအဲ့ဒီအချိန်မှာပဲရီကိုရဲ့F15 ဟာရန်သူနဲ့ပေ90လောက်ထိကတ်သွားခဲ့တယ်ဗျပြီးတော့အစိမ်းရောင်ဖုံးကွယ်ဆေးရောင်တွေနဲ့အီရက်အလံကိုမြင်လိုက်ရတယ်ဝူဒါဟာမိတ်29ပဲဗျရီကိုဟာဘယ်ဘက်ကိုကြဲကြဲကွေ့လိုက်တယ်မိတ်29ကတော့အမြင့်ကိုထိန်းထားရင်းအပြားလိုက်ကွေ့နေသေးပဲဗျအဲ့ဒီအချိန်မှာရီကိုဟာအခွင့်အရေးတစ်ခုကိုတွေ့ရှိသွားတယ်အခုကစပြီးစာအုပ်ထဲကနီးပြူဟာတွေမလိုတော့ဘူးဗျဒါဟာဝေဟင်တိုက်ပွဲပဲသူဟာလေရင်ကိုစောက်ထိုးလန့်ပြီးမိရဲ့စဝိုင်းထဲကိုအတင်းဝင်လိုက်တယ်မြေပြင်တစ်ဆက်ရဲ့ဆွဲအားကိုခံနေရတဲ့အချိန်မှာပဲမိုက်29တစည်းဟာသူ့အရှိကနေအင်ဂျင်တန်ကိုစူညံပြီးဖြစ်ပြန်သွားခဲ့တယ်အခုမူဆိုးနဲ့တားကောင်းရဲ့နေရာဟာပြောင်းတော့မယ်ထင်တယ်တားကြီးတို့ရေတားကောင်ကဘာတူလဲမူဆိုးကဘာတူလဲဆိုတာနောက်လာမယ်ပတ်7မှာစောင့်ကြည့်ပေးပါဦးဗျကြည့်ရှုအားပေးမှုအတွက်တားကြီးတို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ